ဒါကတော့ကျွန်တော်ထမင်းစားရမှာဖြစ်ပါတယ်ဒါကတော့ပဲတိကြော်ပေါ့နော်ဒီတီမုံမပြီးရင်လည်းကျွန်တော်ချက်ထားပြီးချက်အားလေးဒီတီမုံထည့်လိုက်ပြီပေါ့နော်ဒီမုံလည်းမပြီးထည့်မယ်ပြီးထည့်ပြီးတော့ကျွန်တော်ပဲတိကြော်လေးပဲထည့်မယ်ပဲတိရပြီးထည့်ပြီးကျွန်တော်နေရောဗျာစားရဗျာစားတော့လို့စားရပေါ့နော်တော့ဒါဗီဒီယိုကတော့ရှင်းမှာလို့ပေါ့နော်ကျွန်တော်တလုံးပြီးတလုံးထည့်ရလေးပဲကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ဗီဒီယိုအရင်ရှင်းသွားရင်မကောင်းလို့ပေါ့နော်ဗီဒီယိုအရင်ရှင်းတဲ့ခါကျတော့ဒီရကြည့်ရတာအဲ့တော့ပေါ့နော်အဲ့တော့အစဆုံးစားတာမလုပ်တော့ဘူးပေါ့နော်ကျွန်တော်တလုံးပြီးတလုံးစတဲ့ထည့်ဟာကျွန်တော်ရိုက်တော့ပေါ့နော်စားရင်တော့မောရပေါ့နော်အရင်စားကောင်းတဲ့ခါကျတော့ထမင်းလောက်ကပြတ်သွားလို့မရလောဘူးဒီလိုစတိုက်ထဲနေမှာအရသာတွေကအဲ့ဒီမှာအရင်ကောင်းနေရစားနော်ဒီရခုနကမစားတဲ့အတိုင်းပဲစားတော့နေမချီအောင်မြစ်အောင်ဆွဲအဲ့လိုစားအရသာအရင်ရှိပါတယ်ကိုယ်ကအိမ်မှာချက်တဲ့ထမင်းဟင်းနဲ့ပြင်မစားတဲ့အရသာနဲ့အရင်ကွာပါလေရှင်းကောင်းပါလေတဲ့စားတယ်ရန်မောနေပါလေစားရင်နဲ့တက်ရှိအောင်ကြက်တော့မယ်အဲ့လိုမျိုးအရသာရှိတဲ့ဟင်းလေးစားရတဲ့ခါကျမိုးစုံမတက်ပဲအဲ့ဒါကြောင့်စားပြီးသွားတဲ့ကုန်ပြီပေါ့နော်စားလည်းကုန်ပြီရန်လည်းကောင်းပါလေကြားလို့လိုက်ချက်ပြီးစားကြည့်ကြပါနော်အားလုံးကျေးဇူးတင်ပါတယ်